Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီတစ်ခါပြောပြပေးမှာက presentation လုပ်တဲ့နေရာမှာပေါ့နော်တာမန်ပြောနေကြစကားတွေထက်ကိုတစ်ဆင့်မြင့်ပြီးတော့မှ level တစ်ဆင့်တက်ပြီးတော့မှ process နေပြောလို့ရအောင်လို့အတွက်ကျွန်မစီစဉ်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ကျွန်မနဲ့အတူတူလေ့လာကြည့်ကြရအောင်နော်အဲ့ဒီမှာ1ကတော့ starting မှာ starting ဆိုတာကတော့ကျမတို့က presentation တစ်ခုလုပ်ပြီဆိုလို့ရှိရင် need them ပေါ့နော်အစချီရတယ်ဥပမာဒီနေ့ကျမတင်ပြမယ့်အကြောင်းအရာကတော့ဆိုပြီးတော့မှာပေါ့နော်အဲ့လိုလေးအစချီရတာရှိပါတယ်အဲ့ဒီနေရာမှာကျမတို့က today I talk about ဆိုပြီးတော့မှပြောမယ့်အစား Today I'll be presenting on ဆိုပြီးတော့မှဒီ presenting ဆိုရဲ့စကားလေးကိုဒီစကားလုံးလေးကိုထည့်ပြီးသုံးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှနားထောင်ရတဲ့လူအတွက်လည်းနည်းနည်းဟိုပါပေါ့နော်ဟိုအဆင့်ရှိလို့ဟိုအဆင့် level တစ်ဆင့်မြင့်သွားတယ်လို့ပေါ့နော်အဲ့လိုခံစားရစီမှာပေါ့နော်နောက်တစ်ခုကတော့ဥမာကိုပြောမယ့်အကြောင်းအရာပေါ့နော် topic ကိုပြောမယ်ဆိုလို့ရှိရင်ကျမတို့တာမန်ပြောနေကြတော့ရိုးရိုးလေးပေါ့နော် my topic is ဆိုပြီးတော့မှကိုပြောမယ့်အကြောင်းအရာကိုထည့်လေးရှိပါတယ်အဲ့တော့အဲ့နေရာမှာ my topic is ဆိုပြီးတော့မှဒီလိုရိုးရိုးကြီးလုံးလုံးကြီး simple ကြီးဖြစ်နေမယ်အစားဒီလိုလေးပြောချင်ပိုကောင်းတာပေါ့နော် the purpose of today's presentation is to ဆိုပြီးတော့မှ the purpose ဆိုတဲ့ဒီစကားလုံးလေးကိုသုံးပေးလိုက်တယ်ဆိုလို့ရှိရင်ဒီကိုလုပ်တဲ့ presentation ကပို့ပြီးတော့မှ level တစ်ခုကိုတက်သွားမှာပဲဖြစ်ပါတယ် now let's start ဆိုပြီးတော့မှစရအောင်ဆိုရင် let's start ဆိုပြီးတော့ပြောတာတော့လူတိုင်းအားလုံးနှိပါဒီလိုပဲပြောကြတာပေါ့နော်အဲ့ဒီအစား let's get started ဆိုပြီးတော့မှသုံးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှနားထောင်လို့ကောင်းမှာပဲဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့explaining explaining your points ကိုတင်ပြမယ်အကြောင်းအရာကိုက explain လုပ်တော့မှာရှင်းပြတော့မှာအဲ့လိုရှင်းပြပြီဆိုလို့ရှိရင်ကျမတို့ကများတော့အဖြစ် first second ဆိုပြီးတော့မှပြောလို့ရှိရပါတော့เนาะအဲ့ဒီအစား first တို့ဟို second ကိုတို့သုံးမယ်အစားဥပမာပေါ့เนาะ to begin with အစားပြောရမယ်ဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း moving on to သုံးမယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် in addition to thatဆိုပြီးတော့မှသုံးပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှနားထောင်လို့ပိုကောင်းမှာပဲဖြစ်ပါတယ်နောက်တစ်ခုကဒါကြီးကအရေးကြီးရနော်လို့ပြောတဲ့အချိန်ကြာလို့ရှိရင် this is important သုံးလို့မရတာမဟုတ်ဘူးသုံးလို့ရတယ်ဒါပေမဲ့တအားကြီး simple ဖြစ်နေရတအားကြီး normal ဖြစ်နေတာပေါ့နော်အဲ့တော့ကိုလုပ်တဲ့ project ကကိုယ့်ရဲ့ project ကိုအထင်ကြီးစေချင်တယ်ကိုတင်ပြတဲ့ project ကိုအချိန်ဝါပေါ့နော်ရစေချင်တယ်ဆိုလို့ရှိရင် this is important ဆိုပြီးတော့မှရိုးရိုးကြီးသုံးမယ်အစားလေးနက်အောင်သုံးမယ်ပေါ့နော်အဲ့ချိန်ကျရင် this is a key to consider ဆိုပြီးတော့မှ this is a key point to consider ဆိုပြီးတော့မှ key point ဆိုတဲ့စကားလေးကိုသုံးပြရမှာပဲ